နတ်လန်တန်နဲ့မိတ်ဆာမရဲ့ဓာတ်ဆောင်တို့ထိမှန်လိုက်တဲ့အချိန်ကြောင့်လှိုင်ကိုနရံတွေတုန်ခွာသွားပါတယ်။ဒီတစ်ခါတိုက်ပွဲကတော့အရင်က3ချိန်နဲ့လုံးဝမတူတော့ပါဘူး။လှဲ့ကွက်တွေရှော့ပေးတာတွေမရှိတော့ဘဲအရှိန်နဲ့ခွန်အားတက်တက်ကိုပဲတုံပြီးတိုက်ခိုက်ကြတာပါ။ဝူခုံးရဲ့လှုပ်ရှားမှုတွေကမုံတိုင်းတစ်ခုလိုပြင်းထန်လွန်ပြီးသူ့လက်ထက်ကနတ်လန်တန်ဟာရွှေရောင်ရိပ်ထောင်ပေါင်းများစွာဖြင့်မိတ်ဆာမရဲ့ကိုယ်ပေါ်ကိုဒရဆက်ကြောက်ရောက်နေပါတယ်။လက်နက်ချင်းထိမှန်တဲ့တွေဟာစစ်ပုံတီးတန်နေလို့ဇက်တိုက်ထွက်ပေါ်နေပါတယ်။အယိုးဖြူမိတ်ဆာဟာတော်ပေမဲ့လည်းဝူခုံးရဲ့တာလွန်နဲ့စွမ်းအောက်မှာတဖြည်းဖြည်းဆုတ်ခွာလာရပါတယ်။ဝူခုံးကအခွင့်အရေးရတာနဲ့ဟိဟောက်ပြီးနတ်လန်တန်နဲ့မိတ်ဆာမရဲ့ခန္ဓာကိုယ်အလဲကိုအားကုန်လွှဲရိုက်လိုက်ပါတယ်။လှပတဲ့အမျိုးသမီးရုပ်အလောင်းအထုဟာကွဲချေသွားပါတယ်။ဒါပေမဲ့ဇလန်းကမပြီးသေးပါဘူး။ဒီတစ်ခါမှတော့အမဲရောင်အခိုးငွေ့ဖြစ်ပြောင်းမသွားပဲသူမရဲ့ခန္ဓာကိုယ်ဟာတွန့်လိန်ပျက်စီးသွားပါတယ်။လှပတဲ့အသားရည်တွေဟာဖြူရော့ပြီးအယိုးရောင်ပြောင်းသွားပါတယ်။မျက်လုံးတွေကသွေးရောင်တောက်လာပြီးလက်သေးတွေကရှည်ထွက်လာသလိုကြောကနေလည်းထက်မြက်တဲ့အယိုးစုချွန်တွေထိုးထွက်လာပါတယ်။သူမဟာလှပသလိုကြောက်စရာလဲကောင်းလာတယ်။လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းအယိုးစုမိစ္ဆာကြီးဖြစ်အသွင်ပြောင်းလဲသွားပါရီ။